mà lu không gì bà đi ăn là câu câu để lu tiêu ra cái rồi cái lu chỉ cái này là chỉ tham vi bàကျွန်တော်တို့အချင်းချင်းပဲနေကျင်တော်ပြောပြီးတော့အခါနဲ့ကျွန်တော်လည်းမကြည့်တာလည်းမဟုတ်ဘူးငယ်ချင်းလည်းဟုတ်တယ်ကိုကြည့်လည်းလည်းတကယ်ချင်းဟုတ်တယ်ကျိုးစားရှိတော်လူကြီးချင်းချင်းပြောရအောင်ဘာလို့အောက်ခြေရဲဘော်တွေကိုရန်လာချလဲဒီနေ့လိုမျိုးအထက်ကအမေကသူတို့ကဖြစ်စဉ်ကဒီလိုကျွန်တော်လည်းเป็นนักข่าวလာပြောပြီးပြီလေဟိုခဏတယောက်မေးကြည့်လိုက်သူကဒီမှာသူကကားသားတယ်ကျွန်တော်ကားကိုရေကားကိုအသုံးပုံးမပေးမြောက်ဘူးတဲ့အခွင့်ဆုံးပါတဲ့300တပုံးတဲ့ဒါမျိုးကြတော့ဘာမှမဟုတ်တဲ့ကိစ္စနဲ့ဒီလိုမျိုးကျွန်တော်တို့အချင်းချင်းအခုကကျွန်တော်အချင်းချင်းမဟုတ်လို့မရဘူးအထက်ကလူကြီးကဒီလိုလာလောက်ခါတော့ကျွန်တော်အောက်ခြေကတော့လာလောက်ပါဒီမှာကျွန်တော်တို့တော့ခွန်ကောက်ခဲတဲ့ဌာနချုပ်အမိန့်နဲ့ကောက်တာကျွန်တော်တို့ကခင်ဗျားတို့အဖွဲ့အဲ့နဲ့မကောက်နဲ့ဆိုတော့ကျွန်တော်တို့က MNDL လက်အောက်ခံဖွဲ့တွေလည်းမဟုတ်ဘူးကျွန်တော်တတ်လေမင်းတို့ကခွန်မကောက်နဲ့လို့ကျွန်တော်တို့ပြောလို့ရလားငါတို့လည်းမကောက်ဘူးလေဘာလို့မကောက်လဲတင်းနေမှာအမေကကောက်နေရပဲလေသွားလိုက်လက်ထောင်ပြန်လာလက်ထောင်အဲ့ဒါမကောက်ဘူးလားအဲ့ဒါလူတို့ကဒီဘာလို့မကြည့်လဲမင်းတို့ MNDL ဒီစစ်ကူတာပဲတဲ့ဘောတော့ကွန်တော်လိုက်ရှိပဲဘောတော့ကဘလူလေအခုဒီလိုမျိုးတို့ရေးပေါ်လို့လည်းမင်းတို့လာရိုက်တယ်ဒါမျိုးလည်းလာဖြစ်စီးတယ်ဒီဟာတွေအကုန်လုံးပြန်လုပ်ပေးရတော့မှာပေါ့မြင်တို့အထက်ကပြောပါဒါကြောင့်ခဏပြောတာကျွန်တော်အထက်ကပြောပြီးတော့နော်ပြောမှရမှာခင်ဗျားတို့လည်းအထက်ကနဲ့ရောက်ဖကျင်စားခင်ဗျားတို့ဒီမှာကုတ်ခိုင်မျိုးနဲ့နီးတဲ့ခန်းမှာကျွန်တော်အင်အားနေတဲ့တို့မင်းတို့အင်အားသုံးပြီးမှလာနိုင်ကျင်းတယ်မင်းတို့ခန်းရဲ့နောက်တန်းမှာအင်အားမရှိတဲ့ခန်းတွေရှိတယ်အားတို့ဒီလိုလာနေကျင်းလို့ရလားလာဖြစ်စီလို့ရလားလာရိုက်ပေးလို့ရလားတို့တဘောလည်းမဟုတ်ဘူးကဖောက်ဘသူတဘောနဲ့လဲဒါဆိုအထက်ကအထက်ဆိုတာဘသူလဲနာမည်ပြောနာမည်တိကျပြောရမှာလေနာမည်ပြောလိရှင်ဟိုင်းသူကဘာလဲသူကခရမူလားခရရှင်းကသူကပြောတာသူကလုတ်ခမ်းတာခရရှင်းလားခရမူလားရှင်းပြောခရမူအေးလိရှင်ဟိုင်းဘယ်ရလဲသူကစာကြည့်ရစာတိကလောက်ကိုင်းမှာအေးသူတို့ဌာနချုပ်တွေအမိန့်ချတာပေါ့ဒါဒီလိုဌာနချုပ်အမိန့်လာတာဟုတ်တယ်တကယ်နော်တကယ်ဒါဌာနချုပ်အမိန့်နော်လည်းညုံထုံနေအားလုံးချင်းနေခင်ဗျာဒီနေ့ဒီမှာလာဖြက်စီးတာဒီမှာပြဿနာလာချတာဌာနချုပ်အမိန့်နော်ဟုတ်တယ်အေးဟုတ်ပြီဒါဆိုတော့အခုဘယ်လိုဖြစ်လာတော့ဘယ်လိုလဲအခုတိုင်းအောင်ပြောတာအထက်ကတော့ပြောလိုက်လို့တော့ကျွန်တော်ပြောတယ်စကားညင်းအောင်စကားများအောင်ပဲရှိမှာဒါမဲ့လူကြီးချင်းရှိလေငါတို့ဒီလိုလုပ်ရအောင်တိုင်ပင်ရအောင်ဆွေးနွေးရအောင်ပြောပြီးဘယ်နှခါတော့ပြောပြီးပြီလဲဘာညာဆိုတော့ငါတို့ကမင်းတို့လည်းအောက်ခံတပ်ဖွဲ့လည်းမဟုတ်ငါတို့ထိပါလေဒီမျိုးစီမှာလည်းပြောပြီးလေတဲ့တခါတို့ပြောလဲကိုလည်းပြောပြီးဒါဌာနချုပ်အမိန့်ဟုတ်တယ်ဒီမှာကုတ်ခိုင်မှုစေလမ်းမကြီးမှာတို့လိုကြီးချင်းညှိပြီးမှအခုဘယ်သူမှမကောက်ဘူးဂိတ်တွေအကုန်လုံးချုပ်မယ်ဆိုအကုန်လုံးလုပ်လို့ရပဲလူကြီးတွေဒါမဲ့ဒီလမ်းတွေမပါဘူးလမ်းကျူလမ်းချမ်းမပါဘူးဒီလမ်းမကြီးပဲငါတို့ပြောနေလဲလူပြောပါပြောပါထိကလိစီဟန်လိုက်ပြောလိုက်ရတယ်ကျွန်တော်လိုက်သွားလိုက်နော်打了是不会打好လေတော့လုတ်ကောင်းဖို့ပြောမယ်ဆိုလည်းမပြီးဘူးကျွန်တော်ခဏပြောပြီးပြီခင်ဗျားတို့ကျွန်တော်ခရမခဏပြောတော့လိစီဟန်တွေ့ချင်တယ်ဆိုလည်းလူချင်းဟတ်တခါတော့တွေ့ပြီးပြောလိုက်နော်我都我参观去了我讲ဟုတ်ဘူး老百姓车比较多跟他们可嘛ဒီလိုမျိုးရေးဖို့လည်းလာရတယ်ကွာဟုတ်ဘူး तू ကဒီလို तू ပြောတာလက်နဲ့ထားပြီးတော့စကားပြောရအောင်ဆို तू ကမချဘူးငါပြောတယ် तू ငါပြောလို့ပဲဦးလေးကလိုက်ဆဲတယ်လေဟုတ်တယ်မရဘူးလေဒါတော့မရဘူးလက်ဆဲတော့ငါကပြောမယ်လို့ပြောတယ်ဘယ်ကောင်လဲမကြည့်ဝါအမေကြီးနဲ့အရှိကြီးနဲ့အကြောက်လာရိုက်တော့ကရိုက်ဖို့မဟုတ်ဘူးငါရက်မိုးနဲ့တူဖြစ်ရင်ဖြစ်လိမ့်မယ်ခုနရက်မိုးတဲ့တူလဲပါတယ်နော်မြင်းတို့အထက်မှာရက်မိုးပြီးမှမင်းတို့ရေးပေါ်တွေစီးကားမယ်ရော上我回上我去厨房那个ဟုတ်ငါသားဟုတ်ကဲ့မနော် तू ကပြန်ပြီးတော့ဆုံးမမယ်တဲ့အေး我知道会讲的有人不想来讲ဘာမှမဟုတ်လေဒီနေရာမှာခဏပြဿနာလာရှာမှဘယ်နဲ့ကတော့ပြောပြကျွန်တော်ညီကိုအခုကကျွန်တော်ခဏအခုတော့ဒါဌာနချုပ်အမိန့်နဲ့ကျွန်တော်တို့ကတတ်မှတ်ထားပြီးသားကားစီဘလောက်ကောက်မလဲဒီတဲ့ပို့ပြီးမှကောက်စားကြောင်းလည်းမရှိဘူးအဲ့လေအခုအလူကြီးနဲ့တော့ပြောပါကျွန်တော်ပြောနေလည်းမပြီးဘူးဒါမျိုးဖြစ်နေတာနော်မင်းတို့နဲ့ဖြစ်လို့ရှင်လူကြီးနဲ့အဲ့လေခဏလေခင်ဗျားတို့လည်းလူကြီးနဲ့ပြောခမ်းတာကောလူကြီးကလူကြီးလာမယ်လို့စောက်ခမ်းတယ်ကျွန်တော်လည်းစောက်ပေးတယ်ငါတို့ရန်လို့ငါတို့လူကြီးရန်လို့ရတယ်
แต่เจ้าเศร้าอะคุณลูจีเนี่ยตัวตีบาแล้ว ရန်လာရှာယူတယ်ဘုံငါတို့ဖာတာအေးဆင်းနေနေရလေ ไอ้แล้วคุณลูจีอะကျွန်တော်ခံတော့ကျွန်တော်လာရတာပဲ အဲ့ပြန်ဒီကားဆိုလုံးဝလည်းမတားဘူး ဘာလုံးမတားမကျုပ်ကားတော့တားတယ်ဟော အဲ့ရေကားကမင်းကားတော့ငါတို့မှမပြထားတယ် ไอ้แล้วคุณခမပြပြ မင်းယူနီဖောင်းနဲ့ဖြတ်လေတဲ့ဆိုတော့အကုန်လုံးကပဲကြည့်မလားယူနီဖောင်းနဲ့ဆိုဘယ်သူမှမတားဘူးမတော့ဘူးနော်အခါအခုကအခါမင်းရဲ့ရေပုံတုံးပုတ်ကိစ္စနဲ့မင်းလူမျိုး ရေကုန်းတုံးပုံနဲ့မဟုတ်ဘူးဒါအခုကလူကြီးအမိန့်နဲ့လာခန်းတာလူကြီးတုံးပုံကပြောပြီးပေးတယ်ကျွန်တော်ရေလူပေးတယ် လူကြီးတွေကဒီမှာရှိတဲ့ကလေးတွေကိုလာရိုက်ခိုင်းရလား မရိုက်ဘူးမရိုက် ရိုက် ခို ခို င်း င်း ဘူး တယ်ဘာလို့ရိုက်လဲမင်းတို့ဒီမှာကျွေးထွက်နေလေကောင်းကွဲနေလေလူလာရိုက်ခိုင်းလားလိရိုက်ချမ်းခဲမှုကကိမှရှိတဲ့ ခန်းတာတနက်ကိုထားမထားလို့ စစ်သားပဲမင်းထားမလားခုတနက်ထားဆိုမင်းထားပေးမလား ထားရတယ်ခင်ဗျရောက်ရင်ရောထားပေးမှာပဲဘာဖြစ်တော့ အဲ့လည်းနဲ့ချတယ်ဆိုတာအရှုံးပေးဆိုတဲ့ပုံစံမျိုးပဲဘာလို့ ဘာ ဆက် သူ ဖြစ်ဖို့ တနေရာထားခန်းတာပဲရှိတယ် 这个话你说个，这个锅你说个啦。 အေး 我们这里讲嘛不会讲清楚，如果说我们做错了，你们跟大人商量，嘛给当 နော်အချင်းချင်းအထက်ကပြောလိုက်သူလည်းဒီလိုပြောတာနော် 因为我们这个闹，三个闹不会闹好，是吧？我们是命令来嘛，就来做嘛。 မလားဟုတ်မှာတာ 음식도 내가 난거 안테 시다다 내가 안테 시다다 사준 가진 거 갖고 좀 이런 거네 저 사제 같은 데 အေးစေရန်ထေဘာနာကြီးအခုပြန်မလား အခုပြန်တော့မလဲ 那有什么嘛？有 အေးဟုတ်ပြီလူကြီးနဲ့ပြန်တွေ့မယ်နော် ဒီနေ့တော့ အေးချင်းချင်းမ တို့ကဒီမှာမဟုတ်ဘူး အေး တို့ကဟလာ အခုဒါမဲ့ကျွန်တော်အခုကြည့်ချင်တာလိရချမ်းခိုင်မှုမင်းတို့လွတ်လိုက်တယ်ဒါမဲ့ဒီရမလာဖြစ်စီဖို့လွတ်လိုက်လား ဟုတ်တယ်ဟုတ်တယ် လာရိုက်ဘူးလား သူကမေးပဲ လာရိုက်ခိုင်းလား လူရိုက်ခန်းတာတော့အဲ့ဒါတော့သူက အကုန်လုံးလာဖြစ်စီခိုင်းပေါ့ဟုတ်ကဲ့ အဲ့ဒါတော့ဟုတ်တယ် အေးဒီဟာချောင်းတော့ခိုင်မှုဟုတ်တယ်ဒီဟာရှိ ဒီခရှိ ရှင်းဟာရှင်းဟာဒီရှင်းဟာ 好的，行。 ဒီရှင်းဟိုင် မင်းတို့ငါတို့မတိကြလည်းမဟုတ်ဘူးနော်မတကယ်ချင်းတို့ကြီးမငါတို့နေမြေခံချင်းချင်းတွေပြဿနာဖြစ်လို့ရှိရင်မင်းတို့ငါတို့ကူနာမယ်နော်ဟုတ်မဟုတ်လားသူလေးဘန်တင်ကမင်းလည်းနောင်ခန့်ကငါတို့ဒီဒေသခံတွေပဲငါတို့ဒေသခံချင်းချင်းတွေမင်းပြဿနာဖြစ်လို့ရှိရင်ဟိုဘက်ကလူတွေဘာမှမဟုတ်တော့မင်းတို့ဒေသခံချင်းချင်းနာမယ်နော်အဲ့ဒါမကောင်းဘူးအဲ့ဒါ ငါတို့ဘောလဲမှာဘူးမြေကြီးမှာကြည့်တာပဲ 然后呀，酒吧吧，啷个吧？之内，嘎个马卡的不个闹人啊， ကျေလို့ကျေလို့ 马卡的长浪啊，不个闹啊，龙啊耶。 အဲ့ဒါပြန်နေမှာ ဟုတ်ပြီ 那这不他不是像我们那么， ဟိုဒီနေ့တော့အချိန်ရှိဖို့လူကြီးနဲ့အခုဒီကိစ္စဌာနချုပ်ဖြစ်ကျင်ပြီကျွန်တော်တို့က 大人， နော် ဟုတ်ပါတယ် ခင်ဗျခဏတော့ခုမင်းတို့ဌာနချုပ် อืม ဝယ်ချီပဲကျွန်တော်တို့ဒီပို့ထားပြီဒီကိစ္စတော့ อืม ဒီလိုမင်းတို့ပြဿနာလာရှာတယ်ဆိုလို့နော် 嗯， မဒါမျိုးလို့ရှိရင် 行了，那我们 အကြံမင်းရက်မူးတဲ့ရေးပေါ်တို့ရှေ့မှာမထားနဲ့တော့ပြဿနာဖြစ်လာနိုင်တယ် 有追那人还不要放在那 ဟေးအရက်လက်သားနန်တဲ့မင်းရေးပေါ်တွေက 下面我刚才还有追那人还那些今天讲着那个你们吃几碗？讲的还是那么 ဟောပြောတယ်ဟောပြောတယ်ငါလူကြီးဒီမှာပြဿနာဖြေရှင်းဖို့လာတာဆိုတော့သူကဟေးတဲ့ဒါမျိုး ရက်ကလည်းမူးတယ် 我讲这个人那个枪那些嘛不要吃， အေး 我们打他们。 ငါတို့ဘယ်သူမှမထိုးခံဖို့ 哎， နော် 我们这种，我们你们打我们嘛，想打的。